Good morning အားလုံးပဲမင်္ဂလာနေ့ခင်းပါရှင်ဒီနေ့တော့ဆိုင်မှာပစ္စည်းပြက်နေတာအရန်ကြာပြီဖြစ်တယ်ဆိုင်မှာဆိုတာထက်ဈေးကွက်မှာပစ္စည်းပြက်နေတာအရန်ကြာပြီဖြစ်တယ် fragile လေးတွေပစ္စည်းပြန်ဝင်ပါပြီရှင်ဟိုတလော်တွေက fragile လေးတွေပစ္စည်းပြန်ဝင်မယ်လို့ပြောထားရပေါ့နော်ဒီနေ့ကတော့ဆိုင်မှာ in stock ရောက်လာပြီဖြစ်ပါတယ်ဒီမှာ fragile cream ရမယ်တိုနာရမယ်မျက်နှာသစ်ရမယ် sun cream ရမယ်ပေါ့နော် fragile နဲ့ပတ်သက်တာတွေအားလုံးပစ္စည်းအစုံပြန်ရပါပြီရှင် fragile သုံးနေကြချစ်ရတဲ့ customer များဆိုင်မှာလာရောက်ဝယ်ယူအားပေးလို့ရပြီပဲဖြစ်ပါတယ်ရှင်အဲ့ဒီအပြင်မှာမှနောက်ထပ်ဈေးကွက်ထဲမှာပစ္စည်းပြက်နေတာအရန်ကြာပြီသုံးလို့လည်းအရန်ကောင်းတယ်ဝယ်သူတွေလည်းအရန်ကြိုက်ကြတဲ့ပစ္စည်းလေးတစ်ခုကတော့ baby bright ကထုတ်တဲ့ make up ထုတ်လေးလည်းဖြစ်ပါတယ်ပါကင်လေးနည်းနည်းချိန်သွားပြီးတော့ဒီ make up ထုတ်လေးပစ္စည်းပြန်ဝင်လာပြီပဲဖြစ်ပါတယ်ဒါလေးတထုပ်ချင်းဈေးတောင်6000-6500လောက်တော့ရှိမယ်ထင်တယ်ပေါ့နော်အဲ့တော့ဒါလေးပစ္စည်းပြန်ဝင်လာပါပြီပြက်တာကြားတဲ့ပစ္စည်းလေးတွေပြန်ရောက်ပြီဆိုလို့ရှိရင်ပစ္စည်းလေးအများနဲ့တင်ပေးရပေါ့နော်အဲ့တော့ဒီ TikTok account လေးကို follow လုပ်ထားပေးအသေးလေးတွေပေးကြပါလို့အားလုံးကိုမြတ်ရခံတောင်းဆိုချင်ပါတယ်ရှင်အားလုံးကိုကျေးဇူးပါ bye